ဒီမင်းကလေးကတော့နေတိုင်းမင်္ဂလာဆောင်နေတဲ့သူပါသူမရဲ့အဝတ်ဆွဲဖုံးထဲမှာလည်းမင်္ဂလာလက်စွပ်တွေနဲ့ပြည့်နေနေပါတယ်ဟိုတယ်ဝန်ထမ်းတွေဆိုရင်လည်းပြီးခဲ့တဲ့အပတ်ကတည်းဒီနေရာမှာပဲသူမမင်္ဂလာဆောင်သွားတာကိုမြင်ဖူးထားလို့အံ့ဩမြင်သက်နေကြတာပေါ့ဒါပေမဲ့သူမကတော့သူ့ကိစ္စတွေဝင်မပါဘူးဟိုတယ်ဝန်ထမ်းတွေကိုသတိပေးလိုက်ပါတယ်တကယ်တော့သူမကထူးခြားဆန်းပြတဲ့အသက်မွေးဝမ်းကြောင်းလုပ်တစ်ခုကိုလုပ်ကင်နေတာပါသူမနာမည်ကရှောင်းစီဖြစ်ပြီးစာချုပ်စနစ်ဖြင့်အိမ်တော်ဘက်အဖြစ်ဆောင်ရွက်ပေးသူတဦးဖြစ်ပါတယ်လူပြိုကြီးတွေကြုံတွေ့နေရတဲ့အိမ်တော်မရှိခြင်းရဲ့ဒုက္ခတွေကိုကူညီဖြေရှင်းပေးဖို့အတွက်သူတို့ရဲ့ဇနီးတူအဖြစ်ဟန်ဆောင်ပေးရတဲ့အလုပ်ပါဖောက်တယ်မျိုးရဲ့လိုအပ်ချက်များအချို့ဖောက်တယ်တွေကမင်္ဂလာဆောင်ပြီးလက်ပွင့်ငွေကောက်ချင်လို့အချို့ကြတော့လေလူကြီးမိဘတွေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခြင်းလို့စသဖြင့်မျိုးရှိကြပါတယ်ကျွမ်းကျင်မှုနဲ့အောင်မြင်မှုရှောင်းရဲ့ professional ကြောင့်မှုကတော့အဆင့်တန်းမြင့်လုံးလို့လူကုန်ထံအတိုင်းဝိုင်းကမျိုးသမီးကြီးတွေကိုစိတ်ကြည်နက်မှုရစေတယ်လို့သူမနဲ့လက်ထက်တဲ့မျိုးသားတူတွေရဲ့ယာရုဌာနနေရာတွေကိုလည်းတိုးတက်စေပါတယ်ဒူဘိုင်းကတထေးကြီးတွေတောင်သူမရဲ့ဖောက်တယ်တွေဖြစ်ကြလို့ဝင်ငွေအမြောက်များရရှိခဲ့ပါတယ်ဒါပေမဲ့ပတ်စံရှိုံနဲ့တော့ဒီဝန်ဆောင်မှုကိုမရနိုင်ပါဘူးအရင်ဆုံးရှောင်းတဲ့ဗီဒီယိုအင်တာဗျူးဖြေဆိုရမှာဖြစ်ပြီးဖောက်တယ်ရဲ့လိုအပ်ချက်ကိုတေချာနားလည်သဘောပေါက်မှသာလူချင်းတွေ့ပြီးစာချုပ်ချုပ်ဆိုတာဖြစ်ပါတယ်ဒီတစ်ခါဖောက်တယ်မျိုးသားရဲ့တောင်းဆိုချက်ကတော့ရိုးရှင်းပါတယ်သူ့ကိုလူပြိုကြီးမိမမရတဲ့သူဆိုပြီးတောင်းပြောင်းခဲ့ကြတဲ့အတန်းဖော်ဟောင်းတွေကိုပညာပေးဖို့အတွက်ကျောင်းကြောပွဲကိုသူ့ဇနီးအဖြစ်လိုက်ပေးဖို့ပါပဲပွဲတွေကိုရှောင်းတယောက်ခန်းသားထဲဝါစွာဝင်ရောက်လာတဲ့အချိန်မှာပဲလူတိုင်းရဲ့အကြည့်တွေကိုဖန်ဆားလိုက်နိုင်ပါတယ်သူတို့နှစ်ယောက်အရန်ကိုရင်းနှီးချစ်ခင်နေတာကိုမြင်တော့အတန်းဖော်တွေအားလုံးပါဇက်အဟောင်းသားဖြစ်သွားကြတာပေါ့ဒီလိုကြောက်တက်တုံလို့တက်တဲ့ကောင်ကဒီလိုဇနီးချောလေးကိုယထားလိုက်မယ်လို့ဘယ်သူမှမထင်ထားကြပါဘူးရှောင်းကမျိုးသားရဲ့ပါဇက်နားမှာပေးနေတဲ့ထမင်းစိတ်လေးကိုတုပ်ပေးပြီးမန်ပါပါနဲ့ခါထုတ်လိုက်တဲ့အခါမှာတော့ထိုမျိုးသားတယောက်ဂုံယူဝင်ကြွားလို့မဆုံးတော့ပါဘူးဒီအလုပ်ကိုလုပ်လာတာ73နှစ်ရှိပြီဖြစ်တဲ့ရှောင်းမှာဖောက်တယ်ပေါင်းရာနဲ့ချီရှိခဲ့ပါတယ်ဒါပေမဲ့သူတို့ထဲမှာအင်္ဂါရဲ့အထူးခြားဆုံးနဲ့အလျှို့ဝှက်ဆုံးပုံမှန်ဖောက်တယ်တယောက်ရှိပါတယ်အစကထိုမျိုးသားရဲ့ကိုရဲရာဇဝင်မှာဓပုံပဲရှိခဲ့တာပါတွေ့ချင်းမှာပဲသူကသူမကိုလက်ထပ်ခွင့်တောင်းခဲ့ပြီးတနင်္လာဗုဒ္ဓဟူးတောကြာနေ့တွေတိုင်းမှာရှောင်းရဲ့အချိန်တွေကိုအပိုင်ဝယ်ထားခဲ့ပါတယ်ဂျီဟိုရေရုပ်လို့ခေါ်တဲ့ထိုမျိုးသားရဲ့တောင်းဆိုချက်ကတော့ညစာအတူတူစားဖို့ပဲဖြစ်ပါတယ်ညစာကိုလည်းဂျီဟိုကိုယ်တိုင်ချက်ပြုတ်တာဖြစ်ပါတယ်သူကစကားအရန်နေပြီး9နှစ်တာကာလအတွင်းသူတို့နှစ်ယောက်စကားပြောဖြစ်တာအကြောင်းအရာ90တောင်မပြည့်ပါဘူးညစာစားပြီးရင်ရှောင်းပြန်နိုင်ပါပြီရှောင်းကတော့ဂျီဟိုကိုမိန်းကလေးတွေကိုစိတ်ဝင်စားတဲ့သူလို့ထင်ခဲ့တာပါဒါပေမဲ့ထူးဆန်းတာကသူ့ဖုန်းထဲမှာမိန်းကလေးတွေရဲ့ဓပုံတွေနဲ့ပြည့်နေပြီးသူကရာဇဝတ်မှုသမိုင်းကြောင်းတွေကိုလေ့လာရတာကိုလည်းဝါသနာပါပုံရပါတယ်တနေ့မှာတော့စားတောက်ဆိုင်တစ်ခုမှာထမင်းစားနေရင်ဂျီဟိုကသူ့ဖုန်းထဲကဓပုံတွေကမိန်းကလေးတယောက်ကိုအပြင်မှာအမှတ်မထင်တွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့မျက်လုံးတွေကလူသက်ချင်စိတ်တွေနဲ့ပြည့်နေသွားတာကိုတွေ့ရပါတယ်အဲ့ဒီညမှာပဲဂျီဟိုကထိုမိန်းကလေးနောက်ကိုအိမ်ထိတကောက်ကောက်လိုက်သွားခဲ့ပါတယ်မိန်းကလေးကတခုခုကိုရိမ့်မိလို့အိမ်ထဲကိုအမြန်ပြေးဝင်သွားခဲ့ရပြီးဂျီဟိုကတော့ချောင်းတစ်ခုကနေသူမအထဲဝင်သွားတာကိုစောင့်ကြည့်နေခဲ့ပါတယ်နောက်ရက်မှာတော့ဂျီဟိုကအခြားသူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာလေ့လာဖို့စိတ်ပညာဆွေးနွေးပွဲတစ်ခုကိုတက်ရောက်ခဲ့ပါတယ်ဆရာကချစ်ရတဲ့သူတွေရဲ့အကြောင်းမေးခွန်းပုံစံငယ်တစ်ခုကိုဖြေခိုင်းတဲ့အခါမှာတော့တငယ်ချင်းရောမိသားစုပါမရှိတဲ့ဂျီဟိုဟာရှောင်းစီကိုဖုန်းဆက်ပြီးသူမရဲ့နေ့စဉ်နှစ်သက်မှုတွေကိုမေးမြန်းပါတော့တယ်ရှောင်းကတော့ဇဝေဇဝါနဲ့ပဲမေးသမျှကိုဖြေပေးလိုက်ရပါတယ်သူမကဘာဖြစ်လို့လဲဆိုတာပြန်မေးမလို့လုပ်တဲ့အချိန်မှာပဲဂျီဟိုကဖုန်းချသွားခဲ့ပါပြီဒီတော့အတွင်းရှောင်းကအလုံနာပြီးအနားယူဖို့ပြင်ဆင်နေတာကြောင့်ဂျီဟိုနဲ့နောက်ဆုံးညစာစားဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ဂျီဟိုချက်ကျွေးတဲ့ဟင်းလျာတိုင်းကရှောင်းအကြိုက်ဆုံးတွေဖြစ်နေတာကြောင့်သူမဘာမှမပြောရပဲလက်ကုန်ထိအချိန်ဆွဲထားခဲ့ရပါတယ်နောက်ဆုံးမှာတော့ရှောင်းတယောက်ဖွင့်ပြောဖို့စိတ်ကူးလိုက်တဲ့အချိန်မှာဂျီဟိုကဥအောင်စကားဆလာပြီးစာချုပ်ကိုအဆုံးသတ်ခြင်းနဲ့လို့ပြောလိုက်ပါတယ်ဒီလိုပြောလိုက်တော့ရှောင်းစိတ်တူသွားတာပေါ့သူမကငါဘက်ကပဲအရင်ကွာရှင်းခွင့်တောင်းရမယ်ငါရဲ့ professional တမိုင်းကြောင်းမှာဖောက်တယ်ကအရင်ဖြစ်တာကိုအခွင့်မပြုနိုင်ဘူးလို့ပြောပြီးစိတ်ဆိုးမှန်ဆိုးနဲ့ထွက်သွားခဲ့ပါတယ်ပြီးတော့မှသူမကိုယ်တိုင်လည်းဘာလို့အဲ့ဒီလိုတုံ့ပြန်ပြီးသွားလဲဆိုတာတွေးမရဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သတင်းတွေထဲမှာမိန်းကလေးတယောက်ဓာတ်နဲ့ထိုးသက်ခံရတယ်ဆိုတဲ့သတင်းတက်လာပါတယ်အဲ့ဒီတေဆုံးသွားတဲ့မိန်းကလေးကတော့ဂျီဟိုနောက်ကနေတကောက်ကောက်လိုက်သွားခဲ့တဲ့ထိုမိန်းကလေးပဲဖြစ်နေပါတော့တယ်